ကိန်းသေးဆွဲဖြစ်နေတဲ့သူကဘာတူလဲဘီကိန်းလို့ဆိုလိုက်တာနဲ့လက်ရှိကမ္ဘာချမ်းသာဆုံးစီးရဲမှာနမဲ6နေရာမှာရပ်တည်နေတဲ့နမဲကျော်ထိပ်တန်းဘီလီယံနာတူလည်းဖြစ်ပါတယ်။မှတ်တမ်းတွေရဆိုရင်တော့သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ2023ခုနှစ်မှာ Forbes ကပြသတဲ့စစ်တမ်းများအရသူ့ရဲ့အသက်တင်ချမ်းသာကြွယ်ဝမှုကအမေရိကန်ဒေါ်လာ151ဘီလီယံနာလောက်ချမ်းသာကြွယ်ဝနေပါတယ်။သူဟာနိုင်ငံရရက်မှာမသိရသူမရှိတဲ့ Microsoft ကုမ္ပဏီရဲ့ပဲ့ကိုင်သူဖြစ်ပြီးတော့ Microsoft ဆိုတဲ့ software ကိုတီထွင်ဖန်တီးရမှာအဓိကအခရာကျခဲ့တဲ့သူလည်းဖြစ်ပါတယ်။1990မှာတော့သူဟာ Microsoft ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့တာဖြစ်ပြီး1989မှာတော့ Microsoft ကုမ္ပဏီဟာတဟုန်ထိုးတိုးတက်လာကသူ့အသက်32နှစ်အရွယ်မှာတင်ကမ္ဘာကျော်တဲ့မီလီယံနာဘောစီကြီးတူဖြစ်လာခဲ့ပါတယ်။ဖေဂိတ်ကိုတော့1955မှာမွေးဖွားခဲ့တာဖြစ်တာကြောင့်သူဟာလက်ရှိချိန်မှာအသက်68နှစ်ရှိလို့နေပြီဖြစ်ပါတယ်။ကမ္ဘာကျော်မီလီယံနာတူဖြစ်တာနဲ့ညီသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုမမောပြီးတော့ကက်ကြတဲ့ကောင်မလေးရလည်းများစွာရှိလို့နေပါတယ်။ဖေဂိတ်ကပထမအိမ်အောင်ကို1994ခုနှစ်မက်ဒီနာဖရန့်ဆိုတဲ့မျိုးသမီးတူနဲ့လက်ထပ်ခဲ့ပြီးတော့ကလေး3ယောက်လည်းထွန်းကားခဲ့ပါတယ်။သူတို့နှစ်ဦးလုံးဟာအစာပိုင်းမှာအဆင်ပြေခဲ့ပေမဲ့နောက်ပိုင်းကြာလာတော့တဦးနဲ့တဦးသဘောထားချင်းမတိုက်ဆိုင်မှုတွေဖြစ်လာတာကြောင့်2021ခုနှစ်မှာတရားဝင်ကွာရှင်းခဲ့ပြီးကြံခဲ့တဲ့ကလေး3ဦးကိုလည်းအညီအမျှဆောက်ရှောက်ခွင့်ကိုရထားခဲ့ပါတယ်။2021ဩဂုတ်လမှာတော့သူတို့နှစ်ဦးဟာကွာရှင်းခဲ့ပြီးတဲ့နောက်အချင်းငတ်နေတဲ့ဗီကိတ်ဟာမကြခင်မှာပဲပိုလာဟာဆိုတဲ့အမျိုးသမီးနဲ့စုံစည်းခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ2020စက်တင်ဘာလမှာတော့ပွဲတစ်ခုမှာအတူတူတက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့သူတို့နှစ်ဦးဟာတွဲနေကြပြီးဖြစ်တယ်ဆိုတဲ့အကြောင်းကိုလူတွေဟာသတိထားမိလာခဲ့ကြပါတယ်။အိမ်တော်တဲ့29နှစ်ကြာမှာပူပူနွေ့နွေ့ကွာရှင်းခဲ့ကြတဲ့ဖီဂိတ်ပေါ်ကိုလေသူမဟာနားလည်မှုပြေးပေးထားပြီးတော့ကိုယ်တိုင်ကလည်းစိတ်ယုံမဟုတ်ပဲလုံးသားနဲ့လူဖြစ်တာကြောင့်ဖီဂိတ်ရဲ့ကျင်နာမှုတွေပေါ်မှာအလေးထားတာကြောင့်သူ့ရဲ့ချစ်ကိုလက်ခံခဲ့တာဖြစ်တဲ့ကြောင်းအင်တာဗျူးတစ်ခုမှာပြောကြားထားခဲ့ပါတယ်။အဲ့တော့ဖီဂိတ်ချစ်သူဖြစ်ရွေးချယ်ခြင်းခံရတဲ့ပိုလာဟောက်ဆိုတဲ့အမျိုးသမီးကဘသူတခုလည်းဖြစ်တဲ့သူမကိုဘာကြောင့်ဘေကီဟာလက်တွဲခဲ့ရလဲဆိုတာဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျမနဲ့တူဗီဒီယိုလေးကိုကြည့်လိုက်ရအောင်ပါဘီကင်းရဲ့ချစ်သူအသေးဖြစ်တဲ့သူကတော့ကလေးနှစ်ယောက်အမေဖြစ်ပြီးတော့ပိုလာဟာလို့အမည်ရပါတယ်သူမရဲ့ပထမယောက်ျားကတော့ Oracle ကုမ္ပဏီရဲ့ CEO တယောက်ဖြစ်တဲ့မတ်ထားဖြစ်ပြီးတော့အသက်62နှစ်မှာကွယ်လွန်သွားခဲ့တာကြောင့်သူမဟာဘီကင်းရဲ့လက်တွဲပေါ်ဖြစ်လာခဲ့သူပါပိုလာဟာမြို့သမီးဖြစ်ပေမဲ့ထက်မြက်သူတအုပ်ဖြစ်ပြီးအယောင်နဲ့မဟာစီမံခန့်ခွဲမှုဆိုင်ရာဘွဲ့ကိုရရှိခဲ့ပါတယ်သူမဟာကောလိပ်ပြီးသွားပြီးတဲ့နောက်ပိုင်းမှာတော့ software ကုမ္ပဏီ NCR National Cash Register မှာအယောင်နဲ့မဟာမိတ်စီမံခန့်ခွဲမှုနဲ့ဆယ်စုနှစ်များစွာကြာအသက်မွေးကြောင်းပြုခဲ့ပါတယ်။အခုကမှတော့ပိုလာဟာပုဂ္ဂိုလ်ရေးဆိုင်ရာ corporate နဲ့ကုသိုလ်ဖြစ်ချိန်များအတွင်းကျေပြန့်တဲ့အမတ်တရဖွဲ့ပွဲများအတွေ့အကြုံကိုတီထွင်သူနဲ့စီစဉ်သူဖြစ်လှုပ်ဆောင်နေကြောင်းသူမရဲ့ LinkedIn bio ရသိထားရပါတယ်။2021မှာတော့သူမဟာBella University ကျောင်းရဲ့ Give Light Campaign အတွက်ဒေါ်လာ9သန်းလှူဒန်းခဲ့ပြီးသူမဦးဆောင်ပြီးတော့အဆိုပါပွဲအတွက်အလုံငွေဒေါ်လာ1ဘီလီယံထိရရှိအောင်သူမအနေနဲ့ဆွမ်းဆောင်ပေးခဲ့ပါတယ်။အဆိုပါရရှိလာတဲ့အလုံငွေများစွာကိုကျောင်းသစ်ထူထောင်ရေးစင်တာမှာအလုံးစုံအသုံးပြုခဲ့ပြီးတော့2023ခုနှစ်မှာစတင်ဖွင့်လှစ်နိုင်ခဲ့ပြီးသက်ဆိုင်တဲ့လုပ်ငန်းတွေမှာထက်မြက်စွာဦးဆောင်နိုင်ပြီးတော့ကိုကျိုးတဲ့အများအကျိုးအတွက်ဆောင်ရွက်ပေးနေတဲ့အမျိုးသမီးတူလေးဖြစ်ပါတယ်။ဘီကိန်းနဲ့သူမရဲ့ဆက်ဆံရေးတရင်ကို2023ခုနှစ်ဖေဖော်ဝါရီလမှာအတည်ပြုခဲ့ပြီးတော့၎င်းတို့ဆောင်တွေဟာ2022ခုနှစ်စက်တင်ဘာလကလေးကစတင်တွေ့ခဲ့တာဖြစ်ကြောင်းနှိစက်တဲ့သတင်းများတွေကနေသိရှိခဲ့ရပါတယ်။9လကြာမှာတော့ဟာတာဂိမ်းနဲ့တူအပြင်ထွက်စင်မှာလက်စွပ်တစ်ထည်ဝတ်ထားတဲ့လက်စွပ်တစ်ထည်ကိုတပုံရိုက်ပြီးတဲ့နောက်စစ်စစ်ကြောင်းသတင်းတွေကိုထွက်ပေါ်ခဲ့ပြီးမိသူမဘက်ကနေနဲ့သူမတို့ဟာတရားဝင်လက်ထပ်ပွဲလုပ်ဖို့အချိန်လိုသေးကြောင်းတုံ့ပြန်ခဲ့ပါတယ်။2023ခုနှစ်ဩဂုတ်လမှာတော့ဂိမ်းနဲ့ဟာတိုဟာ Chance Piso နဲ့ Lauren Sanchez ရဲ့စစ်ဆက်ပွဲကိုအတူတကွတက်ရောက်ခဲ့ကြပြီးတော့သူတို့ရဲ့ချစ်တရားတဦးနဲ့တဦးနားလည်မှုအပြည့်ရှိကြောင်းအဆိုပါပွဲထဲမှာပြောကြားခဲ့ပါသေးတယ်။ဂိတ်တို့စုံတွေက2024ခုနှစ်မတ်လမှာလည်းအိန္ဒိယဘီလီယံနာမက်ကတ်အမ်ဘီနီရဲ့သားဖြစ်သူအန်အမ်ဘီနီရဲ့မင်္ဂလာပွဲအကျိုးခမ်းနားကိုတက်ရောက်ခဲ့ပြီးတော့အဆိုပါမင်္ဂလာပွဲကိုပျော်ရွှင်စွာဖျက်ဆီးနေကြတဲ့ပုံရိပ်တွေကိုမျှဝေခဲ့တာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့မှာတော့ကမ္ဘာပေါ်မှာရှိတဲ့ချမ်းသာဆုံးတွေကတယောက်ပါဝင်ဖြစ်တဲ့တထေးကြီးဘေကိရဲ့ဇနီးသက်လေးအကြောင်းကိုမိတ်ဆွေတို့အတွက်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ဘဝမှာတစ်ချိန်တစ်ခါတော့ချစ်စစ်နဲ့ကြုံတွေ့ရမှာဖြစ်တာကြောင့်အခုချိန်ဒီ FA ဖြစ်နေခဲ့ရင်လည်းအားမငယ်ကြပါနဲ့နော်။အဆုံးထိချူအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။